ကျေးဇူးတော်နဲ့ပြည့်ဝသောနနက်အချိန်ခါလေးဖြစ်ပါတယ်။ဒီနေ့နနက်ခွန်အားယူပြီးတဲ့တမန်ကျမ်းစာကတော့ရှင်မသက်ခွင့်အခန်းကြီး3ငွေ1မှ2ဖြစ်ပါတယ်။ထိုကာလအခါဗတ္တိဇံဆရာယောဟန်သည်ပေါ်ထွန်းလင်ကောင်းကင်နိုင်ငံတော်သည်တည်လူနေပြီးနောင်တရကြလောဟုယူဒတော်၌ဟောလေ၏။ဗတ္တိဇံဆရာယောဟန်ရဲ့ကျွန်တော်တို့ယူဒတော်၌ဟောတဲ့အင်မတန်အရေးကြီးတဲ့နေ့တရားဟောချက်လေးဖြစ်ပါတယ်။နောင်တရကြလို့ဦးစွာတရားဟောချက်လေးဖြစ်ပါတယ်။ဒီနေ့ခင်ယေရှုလည်းထိုနည်း၎င်းပဲဖြစ်ပါတယ်။ရှင်မသက်ခွင့်အခန်းကြီး4ငွေ7မှာထိုအခါမှစ၍ယေရှုကနောင်တရကြလို့ကောင်းကင်နိုင်ငံတော်တည်လူနေပြီဟုသောတရားကိုဟောစပြုတော်မူ၏။ခင်ယေရှုဦးစွာဟောတဲ့တရားကတော့ဒီနေ့နောင်တရကြလို့လူဘဝအတ္တတစ်လျှောက်လုံးမှာစကားပြောတတ်တဲ့အခါမှာဦးစွာပြောတဲ့စကားနောက်ဆုံးပြောတဲ့စကားအင်မတန်မှအရေးကြီးပါတယ်ကျွန်တော်ရဲ့အစီအစဉ်တွေမှာကျွန်တော်ရဲ့ဝေငှချက်မှာကျွန်တော်ရဲ့ live တွေမှာပေါ့နော်ဦးဆုံးပြောတဲ့စကားနဲ့နောက်ဆုံးပြောတဲ့စကားအင်မတန်မှအနှစ်တည်းဖြစ်ပါတယ်ခင်ရှုရဲ့တရားဒေသနာဦးစွာဟောတာကတော့နောင်တရကြလောနိုင်ငံတော်တည်လူနေပြီဖြစ်ပါတယ်နောက်ဆုံးကားတဲ့ပေါ်မှာနောက်ဆုံးပြောခဲ့တဲ့စကားလေးကတော့အိုအဖာကျွန်ုပ်စိတ်ဝိညာဉ်ကိုကိုတော်လက်၌ကျွန်ုပ်အပ်ပါဤဟုမိတ်တော်မူလေအသက်ချုပ်တော်မူ၏သူအသက်တာကိုဖျားစီမှာဒီနေ့ပြန်အနံလိုက်ပါတယ်နောင်တဆိုတဲ့အဓိပ္ပာယ်ကတော့ to turn or change your mind ဖြစ်ပါတယ်ခင်ယေရှုကတော့ဦးစွာဟောတဲ့တရားတော့နောင်တရဖို့ရန်အတွက်ဖြစ်ပါတယ်ကျွန်တော်ဘောအသက်တာမှာဖျားသားသမီးတွေဖြစ်ပါတယ်အစစ်မနဲ့ဖျားသားသမီးကဘယ်တော့မှနောင်တရစရာမလိုဘူးဟုကျွန်တော်တို့ဝေငှချက်တွေလည်းများစွာရှိပါတယ်ကို6ပြစ်ကင်းတဲလဲစင်ပြီးဟုခံယူနေတော့သူများရှိပါတယ်ဖျားသားသမီးကဘယ်တော့မှအမားမလုပ်ဘူးဘယ်တော့မှဒုစရိုက်မလုပ်ဘူးမလိမ်ဘူးမညာဘူးမျိုးကြားမှဖြစ်ပါတယ်ကျွန်တော်ရဲ့အော်တပတ်စိတ်ထဲမှာကိုသိပါတယ်ဖျားသိပါတယ်ဖျားသခင်ရဲ့အလိုတော်နဲ့ညီသောအသက်ရှိခြင်းဖြစ်လားဖျားသခင်ရဲ့အလိုတော်နဲ့ညီသောနေ့ဝိညာဉ်ဆိုင်ရာစံနှုန်းများရှိသလားဆိုတာဘုရားသခင်လည်းသိပါတယ်။နေကိုလည်းသိပါတယ်။နောင်တရကြများရှင်ရှက်เสียမလို့ပါဘူး။ပြန်လဲပြီးတော့နှစ်စာမှာကျွန်တော်ဝိုင်လာမှာတက်တာကိုပြန်လဲပြီးဘုရားစီပဲပြန်လဲဖို့ဖြစ်ပါတယ်။နေသခင်ရှုကတော့သူ့တက်တာမှာနောင်တရဖို့စဟောတဲ့ကဲ့သို့ဗတ္တိဇံဆရာယောဟန်ကလည်းနောင်တနဲ့ဆိုင်တဲ့တရားဒေသနာဟောပါတယ်။သူတို့ဘောအတ္တမှာဖရာသခင်ပဲပြန်လဲပြီး